အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ tarot card 3 card ကိုချထားပါတယ်အဲ့ဒီ3 card ထဲမှာမိတ်ဆွေတို့အနေနဲ့နှစ်သက်ရာ card ကိုရွေးချယ်ပေးပါ card က card 1လား card 2လား card 3လားအဲ့ဒီရွေးချယ်ထားတဲ့ card ကိုအခုဗီဒီယိုရဲ့ comment မှာမှတ်ပေးလိုက်ပါပြီးပြီဆိုရင်တော့ကျွန်တော် reading နေစပြီးတော့လုပ်ပေးမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ခတ်တူးကိုရွေးချယ်ထားတဲ့မိတ်ဆွေတွေအတွက်ကို reading စလုပ်ပေးပါမယ်။ခတ်တူးကိုရွေးချယ်ထားတဲ့မိတ်ဆွေတွေအတွက်ကတော့ဒီကတ်အမျိုးအစားကြပါတယ်။အဲ့တော့ဒီကတ်အနေနဲ့မိတ်ဆွေတို့ကို reading လုပ်ပေးရမယ်ဆိုရင်အခုလက်ရှိအခြေအနေမှာကိုကအစစအရာရာဥဆောင်နေရတဲ့အခြေအနေမျိုးမှာရောက်ရှိနေပါတယ်။ဒါပေမဲ့လည်းပြဿနာကစိတ်ထဲမှာတော့တိတ်ပျော်ရွှင်မှုမရှိနေဘူးဆိုပြီးတော့ဆိုပါတယ်။နောက်တစ်ခုကဒီကက်ကိုရေးချထားတဲ့မိတ်ဆွေအနေနဲ့မှာဘာလို့နောက်ကနေကိုကူညီပေးမဲ့လူတွေစောင့်မပေးမဲ့လူတွေတော့ရှိနေပြီဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်။အဲ့မဲ့တစ်ခါမှာတတိထားရမှာကကိုယ့်ရဲ့စိတ်ထဲမှာတွေးထဲမှာပေါ့နော်။အပြတ်သဘောအမြင်မျိုးတွေရှိနေတတ်တယ်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်။အဲ့အတွက်အဲ့ဒီအပြတ်သဘောအမြင်မျိုးတွေကိုတော့ဖယ်ရှားနိုင်ရမယ်ဆိုပြီးတော့ကျွန်တော်အနေနဲ့အကြံပေးခြင်းပါတယ်။ဒါကတော့ခတ်တူးကိုရေးချက်ထားတဲ့မိတ်ဆွေတွေအတွက် reading ပဲဖြစ်ပါတယ်။နောက်တစ်ခါကတ်1ကိုရေးချက်ထားတဲ့မိတ်ဆွေတွေအတွက်ကို reading ထပ်လုပ်ပေးပါမယ်။ကတ်1ကိုရေးချက်ထားတဲ့မိတ်ဆွေတွေအတွက်ကတော့ဒီကတ်မျိုးစားကြပါ။အဲ့တော့ဒီကတ်မျိုးစားကိုပြောရမယ်ဆိုရင်တော့ဒီကတ်မှာချစ်မှုရေးရတဲ့ပတ်သက်လို့အခုချိန်ဒီမျိုးမှာအကောင်းဆုံးရှိနေပြီဆိုပြီးတော့အဓိပ္ပာယ်ရတယ်။အိမ်အောင်တွေအနေနဲ့ဆိုရင်တာသမီရဏထွန်းကားနိုင်တာမျိုးချစ်သူရည်စားရရှိနိုင်တာမျိုးတွေကြုံတွေ့ရမယ်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်အခုလိုကာလမှာစီးပွားရေးနဲ့ပတ်သက်တာမျိုးတွေလှုပ်ဆောင်တဲ့ဟာမျိုးမှာအမျိုးသမီးကဥဆောင်ရင်ပိုကောင်းမယ်ဆိုတဲ့အဓိပ္ပာယ်ရတဲ့အရန်ကောင်းတဲ့ကတ်မျိုးစားတစ်ခုလည်းဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကတော့ cut 3ကိုရွေးချယ်ထားတဲ့မိတ်ဆွေတွေအတွက်ကို reading လုပ်ပါမယ် cut 3ကိုရွေးချယ်ထားတဲ့မိတ်ဆွေတွေအတွက်ကတော့ဒီကတ်မျိုးစားကြပါတယ်အဲ့တော့ဒီကတ်မျိုးစားကိုကျွန်တော်အနေနဲ့ reading လုပ်ရမယ်ဆိုရင်ဒီကတ်အနေနဲ့ကအစအရာရာစတင်လို့ကောင်းတဲ့အခြေအနေလို့ပြောလို့ရပါတယ်ဒီနေရာမှာအခြေရေးစီးပွားရေးလူမှုရေးပေါ့အစရှိသဖြင့်အစအရာရာအသစ်စတင်ရမယ့်ဟာမျိုးမှာကိုကဥဆောင်ဥကျွတ်လုံနိုင်မယ့်အခြေအနေမျိုးကိုရှိနေမယ်။လက်ဖျားတွေအနေနဲ့ကလည်းကိုကူညီမှုတွေစောင့်မမှုတွေရှိနေမယ်ဆိုပြီးတော့ဒီကက်ရဲ့အဓိပ္ပာယ်ကနေဖော်ပြပါတယ်။အဲ့တော့ဒီနေရာမှာအလုပ်တစ်ခုကိုစတင်တာပဲဖြစ်ဖြစ်လုပ်ငန်းတစ်ခုကိုစတင်တာပဲဖြစ်ဖြစ်စတင်တဲ့နေရာမှာစတင်တဲ့ကာလကနေနောက်6လအတွင်းမှာပုံမူပြီးတော့တိုးတက်မှုတွေကိုတိတိတသာမြင်ရမယ်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်အခုချိန်မျိုးမှာအဆင်မပြေတာမျိုးတွေရှိနေမယ်ဆိုရင်လည်းရဲရဲတင်းတင်းပဲဆက်လှုပ်ဆောင်ပါလို့အကြံပေးရင်းနဲ့ပဲကျွန်တော်ဒီ reading လေးကိုအဆုံးသတ်ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်